အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ထေးရဲ့အချစ်တော်ခွေးလေးကြောင်လေးတွေလက်သေးညက်ပြီးမွေးတွေချစ်ပေးမှာဖြစ်ပါတယ်ဒီကတော့လီဒီဖြစ်ပါတယ်ထေးရဲ့အချစ်ဆုံးတော်လေးမလီဒီဖြစ်ပါတယ်သူတို့ကိုတပတ်တစ်ချိန်မဖြစ်လို့လက်သေးတွေညှက်ပေးရတယ်ကြောင်မွေးတွေချစ်ပေးရတယ်အဲ့ဒါမှသူတို့တွေကြည်လို့လှမယ်ပြီးအိမ်သားရှင်ကြီးတွေလောက်ရတာတက်တာပဲဒီလိုသူတို့အဲ့လိုမျိုးညှက်ပေးတော့ဘူးဆိုရင်အိမ်သားရှင်လောက်ရများမယ်ဒါကြောင့်ဒီပတ်ဖြစ်လို့သူတို့မြေချစ်ပေးရတယ်ဗျာလာပါပါခင်ဗျာဒီစတင်ပါလေကျွန်တော်ကတော့ပတ်ရှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့ဒီအရင်စာပုတ်ကြီးဆုံးဖြစ်ပါရခင်ဗျာနေ့ကိုစာတော့3တုပ်လောက်စားပါရခင်ဗျာခါလီကြရင်4တုပ်5တုပ်လောက်ကုန်ပါရခင်ဗျာကျွန်တော်တို့ကတော့ဒီဘက်ကျအများဆုံးကုန်ပါတယ်ခင်ဗျာဒီဆိုကျွန်တော်လာတော့ခင်ဗျာရုပ်ပူချိုးသွားပါပြီခင်ဗျာကျေးဇူးတင်ပါတယ်လို့
နီနာဖြစ်ပါတယ်ဒီအိမ်မှာကြာဆုံးကျွန်တော်ထက်ရင်ရောက်တဲ့လူဖြစ်ပါတယ်သူဆိုရင်15နှစ်ရှိပါပြီကျွန်တော်က73နှစ်ပဲရှိပြီပါတယ်သူဆိုကျွန်မလှသွားပါပြီလို့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကတော့မန်ဂိုဒေးမှာဗျာရောက်တာ2နှစ်လောက်ပဲရှိပါသေးတယ်ကျွန်တော်အရင်တစ်သေးကဒီကုကနေရောင်းထုတ်လိုက်လို့ကျွန်တော်ပုံပြောက်သွားလို့ပါခင်ဗျာအခုဒီတစ်သေးကကျွန်တော်ကိုတနာပြီးတော့ဒီမှာခေါ်လာပါတယ်ဒီမှာဆဆရရကျွန်တော်လည်းဘာလို့လင်းမရှိရကျေးဇူးရှောက်ပြီးပါတယ်။နားလည်းကျေးဇူးတင်ပါတယ်။လှတော့ပါပြီခင်ဗျဒီကတော့မိမိဖြစ်ပါတယ်ဒီမှာငယ်ဆုံးဖြစ်ပါတယ်ဒီလေးကတော့သေမရဲ့ချစ်တော်စပင်းနယ်လို့ခေါ်ပါတယ်ခင်ဗျာ
ဆိုကျွန်တော်လှတော့ပြီခင်ဗျာကျေးဇူးတင်ပါတယ်သူလေးကတော့ NG ဖြစ်ပါတယ် NG ဒါကတော့ဘလောက်ဆဆမဝရတဲ့သူပါအစားမဆိုနံပါတ်1ဘာကျွတ်ကျွေးကုန်စားတယ်စားတယ်လောက်မဝတာဆိုလို့ NG ပဲဖြစ်ပါတယ် NGသူလေးကတော့ကလမဲဖြစ်ပါတယ်လူတွေရတဲ့ကြရသူကအစားများလို့ဝတယ်ထင်တယ်မနကေရသူကနည်းနည်းစားပြီးတော့မြများဝတယ်ခင်ဗျာအဲ့ပုတ်ကြီးတယ်တော့မပြောပါနဲ့တော့အဲ့ဒါနေရာမှာတော့နံပါတ်1ပဲ